ကို့မှာကြောက်မုံတွေရှိနေတယ်ကြောက်ကမှာကြောက်တယ်နေတယ်ဆိုတာသိနေပြီဆိုလို့ရှိရင်ဒီဗီဒီယိုလေးကိုသေချာလေးကြည့်သွားစေချင်ပါတယ်ဒီကိုရပြောချင်တာကဒီကြောက်မုံရှိနေတဲ့သူတွေကြောက်တယ်နေတဲ့သူတွေတော်တော်များများကဒီရေတောင်နေတာလည်းပါတယ်နောက်ပြီးတော့ဒီကိုလက်လှုပ်ရှားမှုတွေနေတဲ့သူတွေကလည်းကြောက်မုံတဲတာတွေကြောက်တဲတာတွေကိုဖြစ်စေပါတယ်ဒါကြောင့်မလို့ကိုကဒီကိုလက်လှုပ်ရှားမှုလေ့ကျင့်ခန်းလုပ်တာနေတယ်ဆိုလို့ရှိရင်ကိုလက်လေ့ကျင့်ခန်းလေးတွေကိုအားစိုက်ပြီးတော့လုပ်စေချင်ပါတယ်နောက်ပြီးတော့ရေလဲများများလေးတောက်ပေးစေချင်ပါတယ်နောက်ထပ်အရေးကြီးတာကဒီကိုလက်လေ့ကျင့်ခန်းလုပ်ပြီးတဲ့အခါမှာဒီခဏနားပြီးတော့ပေါ့နော်ဒီရေကိုအဝတောက်မယ်စီးကိုစနစ်တကျသေချာလေးစွတ်မယ်ဆိုလို့ရှိရင်ဒီခန္ဓာကိုယ်ထဲမှာရှိတဲ့အတန်အသင်ကြောက်တွေကြောက်မုံတွေဆိုလို့ရှိရင်ဒီစီးနဲ့အတူပေါ့နော်အပြင်ကိုကျသွားနိုင်ခြေများပါတယ်ဒါကြောင့်မလို့ဒီလေ့ကျင့်ခန်းလုပ်ပြီးတဲ့အခါမှာဒီရေအဝတောက်ပါစီးကိုစနစ်တကျသေချာလေးစွတ်မှလို့ကိုရဲ့ဒီဗီဒီယိုလေးကနေပြောပြပေးချင်ပါတယ်ခင်ဗျာဒီဗီဒီယိုလေးကကိုယ့်အတွက်ကြိုးရှိရဆိုလို့ရှိရင်တခြားသူတွေသိအောင် share ပေးတော့ဖို့လည်းမေတ္တာရက်ခံပါတယ်စိတ်အေးချမ်းခြင်းကိုယ်ကျန်းမာခြင်းနဲ့ပြည့်စုံပြီးတော့မျက်နှာမှာအပြုံးပန်းများပွင့်လန်းနိုင်ကြပါလိမ့်ခင်ဗျာကျေးဇူးတင်ပါတယ်ကို့မှာကြောက်မုံတွေရှိနေတယ်ကြောက်ကမှာကြောက်တယ်နေတယ်ဆိုတာသိနေပြီဆိုလို့ရှိရင်ဒီဗီဒီယိုလေးကိုသေချာလေးကြည့်သွားစေချင်ပါတယ်ဒီကိုရပြောချင်တာကဒီကြောက်မုံရှိနေတဲ့သူတွေကြောက်တယ်နေတဲ့သူတွေတော်တော်များများကဒီရေတောင်နေတာလည်းပါတယ်နောက်ပြီးတော့ဒီကိုလက်လှုပ်ရှားမှုတွေနေတဲ့သူတွေကလည်းကြောက်မုံတဲတာတွေကြောက်တဲတာတွေကိုဖြစ်စေပါတယ်ဒါကြောင့်မလို့ကိုကဒီကိုလက်လှုပ်ရှားမှုလေ့ကျင့်ခန်းလုပ်တာနေတယ်ဆိုလို့ရှိရင်ကိုလက်လေ့ကျင့်ခန်းလေးတွေကိုအားစိုက်ပြီးတော့လုပ်စေချင်ပါတယ်နောက်ပြီးတော့ရေလဲများများလေးတောက်ပေးစေချင်ပါတယ်နောက်ထပ်အရေးကြီးတာကဒီကိုလက်လေ့ကျင့်ခန်းလုပ်ပြီးတဲ့အခါမှာဒီခဏနားပြီးတော့ပေါ့နော်ဒီရေကိုအဝတောက်မယ်စီးကိုစနစ်တကျသေချာလေးစွတ်မယ်ဆိုလို့ရှိရင်ဒီခန္ဓာကိုယ်ထဲမှာရှိတဲ့အတန်အသင်ကြောက်တွေကြောက်မုံတွေဆိုလို့ရှိရင်ဒီစီးနဲ့အတူပေါ့နော်အပြင်ကိုကျသွားနိုင်ခြေများပါတယ်ဒါကြောင့်မလို့ဒီလေ့ကျင့်ခန်းလုပ်ပြီးတဲ့အခါမှာဒီရေအဝတောက်ပါစီးကိုစနစ်တကျသေချာလေးစွတ်မှလို့ကိုရဲ့ဒီဗီဒီယိုလေးကနေပြောပြပေးချင်ပါတယ်ခင်ဗျာဒီဗီဒီယိုလေးကကိုယ့်အတွက်ကြိုးရှိရဆိုလို့ရှိရင်တခြားသူတွေသိအောင် share ပေးတော့ဖို့လည်းမေတ္တာရက်ခံပါတယ်စိတ်အေးချမ်းခြင်းကိုယ်ကျန်းမာခြင်းနဲ့ပြည့်စုံပြီးတော့မျက်နှာမှာအပြုံးပန်းများပွင့်လန်းနိုင်ကြပါလိမ့်ခင်ဗျာကျေးဇူးတင်ပါတယ်